တိုင်ပြီးဆိုရင်တော့ထုံးစံအတိုင်းပေါ့ယောဂီကောင်းတွေလည်းဖြစ်နေကြပါပြီနော်အဲ့ဒီခါကျတော့ဘာဖြစ်လဲနာသီးပြားထိတ်ကလေးမှာဝင်လေဆုံးထွက်လေဆုံးနဲ့နာသီးပြားထိတ်ကလေးမှာစိတ်ကိုကြည်တိုင်းထားလိုက်ပါလေးလေးကိုမပြင်းမပြော့ရှူလိုက်ပြီးတော့ကိုယ်နားလေးနဲ့ကိုပြန်ကြားနေရင်ရပါပြီအဲ့ဒီလိုလေလေးကိုမပြင်းမပြော့ရှူပြီးလို့ရှိရင်နေ့စဉ်ပဲ2ရက်ရှိနေပြီဘယ်လိုသိရမလဲနာသီးပြထိတ်ကလေးမှာညံကလေးနဲ့ကြည်နေလိုက်ပါဝါရောယုတ်ကလေးနဲ့နာသီးပြထိတ်ကလေးတို့တိုက်လိုက်တဲ့ချိန်မှာထိမှုသဘောလေးပေါ်ပြလာပါလိမ့်မယ်အဲ့ဒီပေါ်ပြလာတဲ့ထိမှုသဘောလေးသည်ဝါရောယုတ်သည်အစဉ်ဝိပရိနာမပြောင်းလဲနေတဲ့အတွက်ကြောင့်မို့လို့ပြောင်းလဲပြီးထိသွားပါလိမ့်မယ်ဝင်လေရဲ့ဆုံးတဲ့နေရာလေးမှာထိမှုသဘောလေးလည်းချုပ်ပြတ်သွားလိမ့်မယ်ဝင်လေဆုံးတဲ့နေရာလေးမှာထွက်လေကလေးပြန်ဆလာမယ်ထွက်လေလေးနဲ့နာသီးပြားလေးတို့တိုက်လိုက်တဲ့အချိန်မှာထိမှုသဘောလေးပြန်ပေါ်လာမယ်ဝါရောယုတ်သည်အစဉ်ဝိပရိနာမပြောင်းလဲနေတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့်ထိမှုသဘောလေးကလည်းပြောင်းလဲပြီးထိသွားမယ်ထွက်လေလည်းဆုံးတော့ထိမှုသဘောလေးလည်းမရှိတော့ဘူးအဲ့ဒီခါကျတော့ရုပ်တချမ်းတဲ့ကိုကြည့်လိုက်မယ်ဆိုရင်ဘယ်လိုမြင်နေမလဲညာထဲမှာထိအပေါင်းပေါ်ထိအပေါင်းပြောင်းလဲထိအပေါင်းချုပ်ပြဲဒါလေးကိုဉာဏ်ကလေးမှာတင်ရှားမြင်အောင်ကြည့်ထိမှုတလေးပေါ်လာတဲ့ခါကျတော့သီလုံးနံတရားလေးကလည်းပေါ်လာတယ်ထိတာလေးပေါ်တော့သီတာလေးလည်းပေါ်လာတယ်ထိတာလေးကပြောင်းလဲပြီးထိသွားတော့သီလုံးနံတရားလေးကလည်းပြောင်းလဲပြီးတော့တိသွားတယ်ထိတာလေးချုပ်ပြတ်သွားတဲ့ခါကျတော့သီလုံးနံတရားလေးကလည်းတစ်ထပ်ထဲချုပ်ပြတ်သွားတယ်ဒါကြောင့်နံတချမ်းတဲ့ကိုကြည့်လိုက်ရင်သီအပေါင်းပေါ်သီအပေါင်းပြောင်းလဲသီအပေါင်းချုပ်ပြတ်ဒါလေးကိုဉာဏ်လေးနဲ့မြင်နေအောင်ကြည့်တာပါယုံနာနှစ်ခုပေါင်းလိုက်မယ်ထိသီအပေါင်းပေါ်ထိသီအပေါင်းပြောင်းလဲထိသီအပေါင်းချုပ်ပြတ်ထိအပေါင်းပေါ်ထိအပေါင်းပြောင်းလဲထိအပေါင်းချုပ်ပြတ်ကရုပ်အကြမလားအကြောင်းကျိုးဖြစ်စဉ်ပါဠိလိုတော့ရုပ်အနန္တရပစ္စေနပစ္စယောသီအပေါင်းပေါ်သီအပေါင်းပြောင်းလဲသီအပေါင်းချုပ်ပြတ်ကနာအကြမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုပါဠိလေတော့နာအနန္တရပစ္စေနပစ္စယောထိသီအပေါင်းပေါ်ထိသီအပေါင်းပြောင်းလဲထိသီအပေါင်းချုပ်ပြတ်ကယုံနံတို့ရဲ့အကြမလားအကြောင်းကျိုးဖြစ်စဉ်ပါဠိလိုတော့ယုံနံတို့ရဲ့အနန္တရာပစ္စေနာပစ္စယောဒါလေးကိုမြင်အောင်ကြည့်နေရင်လည်းကိုမမနေ့ကတတ်ရှုတဲ့
သူတော်ကောင်းတွေကလည်းဝင်လေထွက်လေလေးမှာပဲဝေဒနာမတက်တာနဲ့ထိတိအပေါင်းပေါ်လေးကိုအာယုံပြုပြီးတော့ဓာတ်သဘော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 ဘာလေးကိုမြင်နေရမလဲထိတာရဲ့ပြောင်းလဲနေတာတဲ့ဖြစ်ပြက်ဖြစ်ပြက်ပညာလို့ပြောတော့ဖြစ်ပြက်ကိုမြင်နေရမှာထိတဲ့သဘောလေးစပေါ်လာတယ်နောက်ပြောင်းလဲပြီးထိသွားတယ်နောက်ယုံနံနေနောက်ရုပ်တွေနောက်ထိရုပ်တွေဖြစ်ဖို့အတွက်ရှေ့ထိရုပ်တွေချုပ်ပြောက်သွားတဲ့သဘောအနန္တရပစ္စေနောပစ္စယောဟုတ်လားထိနဲ့ထိတော့ထိတဲ့အကျိုးကအကြောင်းပြန်တော့ထိနဲ့အကျိုးဖြစ်တဲ့အချိန်မှာထိတက်ကမရှိတော့ဘူးချုပ်ပြောက်သွားပြီအနန္တရပစ္စယတတ္တိထုနဲ့ထိနဲ့ကိုကျေစုပြုပေးလိုက်တာထိနဲ့အကျိုးကအကြောင်းပြန်တော့ထိသုံးအကျိုးနောက်ထိသုံးအကျိုးဖြစ်ပေါ်ချိန်မှာအနန္တရပစ္စယတတ္တိထုနဲ့ကျေစုပြုပေးလိုက်တဲ့ရှေ့ထိနဲ့ကချုပ်သွားပြီဒါခန္ဓာရဲ့ဟာနဲ့အနန္တရပစ္စေနောပစ္စယောဒေသနာရောလာပါဠိနဲ့တိုက်ပြတာအဲ့ဒါတွေကဘာဖြစ်လဲနောက်မှလို့လောလောဆယ်ဘာဖြစ်လဲကိုကဒီသဘောလေးကိုပဲမြင်အောင်ကြည့်တာဒီပေါင်းပေါ်ဒီပေါင်းပြောင်းလဲဒီပေါင်းချုပ်ပြက်ဒီအပေါင်းပေါ်ဒီအပေါင်းပြောင်းလဲဒီအပေါင်းချုပ်ပြက်ဒီအပေါင်းပေါ်ဒီအပေါင်းပြောင်းလဲဒီအပေါင်းချုပ်ပြက်အဲ့ဒါလေးကိုပဲညာလေးနဲ့စိုက်ပြီးတော့မနေ့ကတာရှုတဲ့ပုဂ္ဂိုလ်ကလည်းဒါသဘောရှုရင်းနဲ့စကားပြောလို့မရလို့နော်ဒါသဘောရုပ်တဘာဝလက္ခဏာရုပ်အစကိုဖန်သွားတာနောက်ဒုတိယသူတော်ကောင်းကရုပ်အစုံဖန်သွားတာပေါက်ပြန်တဲ့သဘောဟုတ်ပြီနော်အဲ့ဒါလို့ရှုနေရင်နဲ့ကြာထိုင်မှများလာရင်ဘာဖြစ်လာမလဲခန္ဓာကိုယ်ရဲ့ကအာကြီးရတတ္တဘာကပေါ်ပြလာပါလိမ့်မယ်ပထဝီဓာတ်ပေါက်ပြန်လာလို့ရှိရင်တောင်းလာမယ်တင်းလာမယ်ထုံလာမယ်ကျင်းလာမယ်အောက်လာမယ်ကိုက်လာမယ်ပထဝီဓာတ်တက်တဲ့လူကအဲ့ဒီသဘောတရားအတိုင်းပဲတက်ပြီးသေတဲ့ခါကျတော့လည်းအဲ့ဒီပထဝီဓာတ်ကပဲတတ်မှာအာဘောဓာတ်တက်လာတဲ့လူကကျင်းနေနှလုံးတွေတုံလာမယ်ဆိုးလာမယ်ကြက်လာမယ်ယိုလာမယ်အသက်ရှူလို့မရတော့ဆိုးလာမယ်အသေးတဲ့ချိန်ကျရင်အဲ့ဒါလို့ဆိုးကြယိုပြီးသေရပါကနဦးတက်လာတဲ့ဓာတ်ကကိုယ်သာမတတ်ပဲတေဇောတက်လာတဲ့ပုဂ္ဂိုလ်များကြတော့ဘာဖြစ်မလဲပူလာမယ်အေးလာမယ်ရိုးပူတာမဟုတ်ဘူးလူတယောက်သေလောက်အောင်ဘလို့ပူလဲဘီလို့ပူလာမယ်ပြာပူထဲမှာထက်ဖုတ်ထားသလိုဖြစ်လာမယ်တကူလုံးအေးမယ်ဆိုလို့ရှိရင်လည်းလွေခေါင်းထိုင်နေတာကကနဲ့မေးတွေဆက်ပြီးတော့ချမ်းလာပါနောက်ဆုံးမှရေခဲတုံးလို့အေးဆက်တောက်တင်သွားမှာပြီးမှဖြောဆိုအရေတွေပျော်ကျသွားမှာအဲ့ဒီဓာတ်တေဇောအေးတေဇောနဲ့ပူတေဇောတက်တဲ့လူကသေမဲ့ချိန်မှာအဲ့ဓာတ်ကကိုယ်တတ်မှာဝါယောဓာတ်တက်တဲ့လူကနှလုံးတွေခုန်လာမယ်ဒုံနဲ့သွေးတွေတိုးလာမယ်ထုတ်နဲ့တွန်းလာမယ်ကန်လာမယ်တခါလေကြားလို့ရှိရင်လဲဝါယောဓာတ်ထောက်ကန်ဝါယောဓာတ်ဆိုတောင်ပါပြီးတင်းငယ်နေမယ်ငြိမ်သက်ပြီးတော့နေမှာသေမဲ့ခါကျရင်အဲ့ဒီဝါယောဓာတ်ကတတ်မှာကိုအုံနောက်သွေးကြောတွေပြတ်မယ်နှလုံးသွေးကြောတွေပြတ်မယ်ဦးစင်းအဲ့ဒါဝါယောဓာတ်နဲ့ပထဝီဓာတ်ဆန့်ကျင်ဘက်တစ်ခုတမှာဝါယောဓာတ်ကအမတ္တမြန်တဲ့ခါကျတော့ဝါယောဓာတ်တတ်မဲ့လူတွေဒီတတိကိုအမြဲထားတာသူကမြန်တယ်လေဖတ်ဆိုဘူးတယ်ဆိုပြီးသွားမှာသူကဘုံတော့သွေးကြောပြတ်တာတော့ဘာလို့ကြားဘူးတယ်မဟုတ်လားဝါယောဓာတ်ထုတ်ခွဲပြလိုက်တာဦးဇင်းတို့ကတောက်ဖတ်ဓာတ်တစ်ခုတည်းတော့မဟုတ်ဘူးစံကျင်ဘက်ဓာတ်တက်တာပထဝီနဲ့ဝါယောပထဝီကမာတောင်းတင်းတန်ကြောင်းနဲ့ထောက်တော့ဝါယောဓာတ်ထုတ်ခွဲလိုက်ဖြတ်ဆိုတော့ဖြတ်သွားပြီးသွားအဲ့ဒါကြောင့်အမြဲတည်းထားတာဇုံကကြွားရင်လည်းပြမယ်ကုတိတဲရင်လည်းပြမယ်နော်အဲ့ဒီကကြတော့ဥပမာပထဝီဓာတ်လေးပေါ်ပြလာတယ်ဆိုကြပါစို့နေ့စဉ်တရားကို
တင်းနဲ့သုံးလေးအစဉ်တိုင်းဟောတော့ကြောင့်တစ်ဆက်နာယူပါကြားရဲဖြတ်နာမယ်ဆိုလို့ရှိရင်လေဥမာဆိုတော့ဒီနေ့နံပါတ်3နာမယ်ဆိုရင်ဟို1နဲ့2ကိုမနာလို့မရဘာကြောင့်လဲကိုကယုံနာတို့ရဲ့အကြမ်းမလားအကြောင်းကျိုးဖြစ်စဉ်တစ်ခုတည်းကနေတတိပဋ္ဌာန်တရား၄ပါးလုံးအနတ္တလက္ခဏာ10ပါးလုံးတစ်ဆက်ပြတာဓမ္မတက္ကရာမတွေကခန္ဓာ၅ပါးရှုွက်တို့အကြောင်းကျိုးရှုွက်တို့ဆိုရှုတတ်မှာဦးဇင်းကလည်းဒါကြီးပဲခဏပြန်ဟောနေတယ်နာဘူးတတ်မှလို့အဲ့ဒီအခြေခံကိုကျင့်ကြအောင်လို့အဲ့ဒီအခြေခံတစ်ကြောင်းတက်လို့ရှိရင်တက္ကရာမများအကုန်တတ်မယ်ဒါကြောင့်ဒါကိုခဏခေါ်တော့ဆိုတော့အပုတ်တိုင်းမှာတဲ့ခေါ်ဘာလို့ဒီရကြီးပဲသွားရတာတရားဧကောဓမောတရားဆိုတာဟုတ်ပြီနော်အဲ့ဒါကကြတော့ဘာဖြစ်လဲနာရာလေးပေါ်လာတယ်အဲ့ဒီနာရာလေးကိုဘာဖြစ်လဲညံကလေးနဲ့စိုက်ကြည့်နေနာရာလေးကပထမစပြီးပေါ်လာတယ်နောက်သူတက်ပူနာလာတဲ့ဘက်ကိုပြောင်းသွားတယ်ပူနာရာတဲ့ဘက်ကိုပြောင်းလဲပြီးပူနာသွားတယ်နောက်ထပ်သူထက်နာစရာမရှိတော့တဲ့အဆုံးမှာခဏလေးရပ်တည်နေတယ်ပြီးတော့ဖြတ်ဆိုချုပ်ပြတ်သွားတယ်အဲဒီကကြတော့နာရဆိုတဲ့နာမကာယရုပ်တစ်ချမ်းတည်းကိုညာနဲ့စိုက်ကြည့်နေဘယ်လိုဖြစ်မလဲနာပေါင်းပေါ်နာပေါင်းပြောင်းလဲအနာကြီးပေါ်ခဏလေးရပ်တည်ပြီးချုပ်ပြတ်သွားတယ်အဲ့ဒီသဘောပဲရှိသူတို့ကောင်းရနာရာနဲ့ပေါ်တာမှာစဥပေါ်တဲ့ဟာကိုဘယ်လိုရှုလိုက်တယ်ဓာတ်သဘောလေးပေါ်လာတော့ဓာတ်သဘောလေးဖြစ်လာတယ်ဓာတ်သဘောလေးပြောင်းသွားရင်ဓာတ်သဘောလေးပြတ်သွားတယ်ညမှာထင်လာပြီးဆိုဖြစ်ပျက်ကိုချစ်ကနေလိုက်ပြီးတော့ဘာပဲဖြစ်လာဓာတ်သဘောဘာပဲပြတ်သွားဓာတ်သဘောဆိုပြီးတော့ရုပ်အစကိုဖမ်းပြီးရှုသွားပြီဓာတ်တော်တာဘာကိုပြားကနောက်ဒုတိယနေ့မှာဖောက်ပြန်တဲ့သဘောရုပ်တံညာလက္ခဏာကြတော့ဘယ်ကိုဖမ်းသွားလဲအနာကြီးပေါင်းတီရုပ်အစုံကိုဖမ်းသွားပြီဟုတ်ပြီနော်ဒီနှစ်ခုပြီးပြီဗောရုပ်ကမ္မထာနှစ်ခုပြီးပြီကာယတတိပဋ္ဌာန်ကာယ ानु ပဒနာနှစ်ခုပြီးပြီဒီနေ့ကျတော့ဘာကိုဖမ်းမလဲနာအစကိုဖမ်းတော့မှာအဲ့တော့နာရာလေးပေါ်လာတဲ့ခါကျတော့သီလုံးနံတရားလေးတွေပေါ်လာတယ်ဘလို့ပေါ်တော့တို့စောကဒကာဒကမပြခြီတိုင်းထားတာနာသီးပြမှာထားတာမဟုတ်ဘူးလားစိတ်ကိုအဲ့ဒီနေရာမှာထားတော့နာရဆိုတဲ့ဒုက္ခဝေဒနာကြီးပေါ်လာတဲ့ခါကျတော့နာသီးပြမှာထားတဲ့ငကုံမှုစိတ်ကလေးကမနေတော့နာရာကိုပြင်းညွတ်ပြီးသိလိုက်ပြီဟုတ်လားပြင်းညွတ်ပြီးသိလိုက်ပြီအဲ့ဒါကကြောင့်နာရာလေးပေါ်တော့သီလုံးနံတရားလေးပေါ်လာတယ်နာရာလေးကပြောင်းလဲနာနေတော့သီလုံးနံတရားလေးကလည်းပြောင်းလဲပြီးတိသွားတယ်အနာအကြီးဆုံးမှာရပ်တည်နေတဲ့ခါကျတော့ခံစားနေတဲ့စိတ်ကလည်းခဏလေးရပ်တည်နေတယ်နာရာလည်းချုပ်ပြတ်သွားတော့သီလုံးနံတရားလေးရလည်းခံစားတဲ့နံလေးရလည်းမရှိတော့ဘူးအဲနာပေါင်းပေါ်နာပေါင်းပြောင်းလဲအနာကြီးပေါင်းရပ်တည်ပြီးချုပ်ပြတ်သွားတာကိုတော့တူတူပဲပေါ့အပြင်ပရိဒတ်မှာရုပ်အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်နဲ့အတွင်းအဇတ္တကရုပ်အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တူတူပဲအပြင်ပရိဒတ်ကနာအကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်နဲ့အတွင်းအဇတ္တကနာအကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တူတူပဲဒါကြောင့်နာသီးပြားလေးမှာနည်းနည်းသိအောင်လို့ရှုတာခိုင်းတာအပြင်ပရိဒတ်ကယုံနံတို့ရဲ့အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်နဲ့အတွင်းအဇတ္တကယုံနံတို့ရဲ့အကြောင်းမလားအကြောင်းကျိုးဖြစ်စဉ်တူတူပဲဒါကြောင့်ယုံနံနှစ်ခုပေါင်းလိုက်နာသီအပေါင်းပေါ်နာသီအပေါင်းပြောင်းလဲအနာကြီးမှာယက်တည်နေတော့စိတ်ကလေးကလက္ခဏာလေးယက်တည်ပြီးခံစားပြီးပြတ်သွားအဲ့တော့ဒီနေ့ကဝေဒနာကိုရှုမဲ့သူတော်ကောင်းတွေကနာရာလေးပေါ်လာတဲ့ခါကျနံကလေးကပြေးညှွှတ်လိုက်တယ်အဲ့ဒါလေးညံနဲ့ကြည့်နာယုံနဲ့နာနှစ်ခုဖတ်တာသေလုံးနံတရားလေးပြီးလို့ရှိရင်ဝေဒနာလေးဖြစ်လာတာအဲ့ဒါကကြတော့နာရာပေါ်လို့ရှိရင်နာရာကိုပယ်ပြီးတော့ဘာနဲ့တတ်မလဲဝေဒနာနာရလို့မသိနဲ့ဝေဒနာသာသိလိုက်တော့ကျန်တယ်လို့မသိနဲ့ဝေဒနာသာသိလိုက်တော့ထုံတယ်လို့မသိနဲ့ဝေဒနာသာသိလိုက်တော့
ကြိုက်တယ်လို့မသိနဲ့ဝေဒနာတာသိလိုက်တော့ဘယ်အောင်ဖမ်းမှလဲနာအစဟုဖမ်းမှနော်စပြီးတော့နာယုံနဲ့နာတစ်ထပ်တည်းပေါ်တာထပ်လိုက်တာဆိုတော့ပသကိုခေါ်တာပေါ်လိုက်တယ်ဆိုရင်ဝေဒနာအဲ့တော့နာတာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်နာတာလေးပြောင်းသွားရင်လည်းဝေဒနာသာပြတ်သွားတယ်ကျန်တာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်ကျန်တာလေးပြောင်းသွားရင်လည်းဝေဒနာသာပြတ်သွားတယ်ထုံတာလေးဖြစ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်ထုံတာလေးပြောင်းသွားရင်လည်းဝေဒနာသာပြတ်သွားတယ်ကြိုက်တာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်ကြိုက်တာလေးပြတ်သွားရင်လည်းဝေဒနာသာပြတ်သွားတယ်ပူတာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်ပူတာလေးပြတ်သွားရင်လည်းဝေဒနာသာပြတ်သွားတယ်အေးတာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်အေးတာလေးပြတ်သွားရင်လည်းဝေဒနာသာပြတ်သွားတယ်ဆိုးတာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်ဆိုးတာလေးပြတ်သွားရင်လည်းဝေဒနာသာပြတ်သွားတယ်လှုပ်တာလေးပေါ်လာရင်လည်းဝေဒနာသာဖြစ်လာတယ်လှုပ်တာလေးပြောင်းသွားရင်လည်းဝေဒနာသာပြတ်သွားတယ်အတွဲအဇတ္တကဓာတ်ကြီးလေးပါပဲပေါ်မရှိပညာနာမကာယယုတ်တွေဖြစ်တဲ့နားတဲ့ကျင်တဲ့ထုံတဲ့ကြိုက်တဲ့တောက်တဲ့တင်းတဲ့ပူတဲ့အေးတဲ့တောင်းတဲ့ကန်တဲ့ဆိုးတဲ့ကြက်တဲ့ယူတဲ့ဆိုတဲ့မရှိတဲ့ပညာတွေကိုပယ်ပလိုက်ပေါ်ပြတဲ့သဘောလေးကိုဉာဏ်ကလေးကရှေ့ရှုအာယုံပြုလိုက်ပါပေါ့ပြီးရင်ပေါ်လိုက်တာကဝေဒနာလေးဖြစ်လာတယ်ဝေဒနာလေးပြတ်သွားတယ်အဲ့ဒါလို့ခေါ်ရှုပြီးတော့ဖြစ်ပျက်ကလေးကိုဉာဏ်ကလေးမှမြင်နေပြီဆိုရင်အဲ့ဒီဖြစ်ပျက်ကိုခြေကမြင်လိုက်ဟုတ်လားတင်းတာလေးဖြစ်လာတယ်ဝေဒနာတစ်လုံးပဲပွားလိုက်တာတင်းတာလေးပြတ်သွားတာကိုဉာဏ်နဲ့မြင်နေတဲ့ဝေဒနာတစ်လုံးပဲပွားလိုက်တာဟုတ်လားအောင်းတာလေးဖြစ်လာတာကိုဉာဏ်လေးနဲ့မြင်လိုက်ပြီဝေဒနာတစ်လုံးပဲပွားလိုက်တာအောင်းတာလေးပြတ်သွားတာကိုဉာဏ်လေးနဲ့မြင်နေပြီဝေဒနာတစ်လုံးပဲပေါ်လာဟုတ်လားအဲ့ဒါကြောင့်ပွားနေတာဘာဖြစ်လဲဝေဒနာဉာဏ်နဲ့မြင်နေတာဘာဖြစ်လဲဒါကြီးလေးပါရုပ်တရားတို့ဖြစ်လိုက်လေးမြင်တယ်နော်အဲ့ဒီကကြတော့ပေါက်ပြန်တဲ့ရုပ်ဝေဒနာတွေငကူကတော့မပြင်းထန်သေးဘူးဆိုရင်ဘာဖြစ်မလဲသူ့လေနဲ့အလားတူလိုပဲရှုမှာဝေဒနာတစ်ကြက်သားလေရှုတာတစ်ကြက်သားပဲပါလေဝေဒနာတက်လာမှနှစ်ကြက်သားရှုမယ်ဝေဒနာဖြစ်ပြသည်ဘာဖြစ်လဲပညာလေရှုတာဒီတမာတိဝေဒနာတစ်ကြက်သားပဲရှိပြီးတော့လေရှုတာနှစ်ကြက်သားသုံးကြက်သားလေးကြက်သားဖြစ်နေတမာတိပဲရိုင်သွားပါဖြစ်ပြပိတ်သွားတယ်လို့ခေါ်တာဟိုဖြစ်ပြကိုမမြင်တော့ဘူးနာသီးပြားမှာပဲကတ်တာဟုတ်ပြီဝေဒနာသုံးကြတာလေးကြတာရှိတယ်ကိုကလေမရှူနိုင်လေလေးဖြည်းဖြည်းလေးအဲ့ဝေဒနာတော့လိုက်နေရဲ့ပညာပဲရိုင်သွားပြီးတော့ဘာဖြစ်လဲစိတ်တမယညာပဲရိုင်သွားပြီးတော့ဘာဝနာမယညာမရနိုင်တော့ဖြုတ်ချင်တဲ့စိတ်တွေဖြစ်လာအဲ့ကကြတော့ဝေဒနာဖြစ်ပြတဲ့လေရှူတာနဲ့ပေါင်ကိုက်အောင်ချိန်ပြီးတော့စိတ်ကလွတ်တဲ့နေရာမှာထားမှာဟုတ်ပြီနော်အဲ့ဒါပဲဘယ်လိုရှုရမလဲကိုယ်တက်နေတဲ့ဓာတ်တဘာကိုအောင်ဆုံးအောင်ရှုအောင်အခုကတဏှာကြီးပဲပေးတယ်ဆိုတော့ကုံကျင်မှကုံမယ်ရှုတတ်အောင်ရှုတာနော်အဲ့ကကြတော့နောက်ကိုယ့်အကူပြန်ထိုင်လို့ရှိရင်မဖြစ်လေကိုသိတာဒီဝေဒနာကိုရဆုံးရချုပ်ရအောင်ရှုမှအပေကသေချာဘောလွတ်မယ်ဆိုတာကိုသိတာမှာဟုတ်ပြီနော်အဲ့တော့မနေ့ကပြောရတဲ့ဒီဝေဒနာကမ္မဋ္ဌာန်းကိုအပသေးခင်ကိုကြောင့်အတန်နဲ့ဆရာတော်ဘုရားကြီးအတန်နဲ့လည်းပေးနာပဲလို့ပြောတာတဲ့ကြားရရတယ်နော်အဲ့ကကြတော့ဒါလေးဖွင့်လိုက်မယ်မိသလောက်နာလိုက်ပေါ့နော်15မိနစ်20ပေါ့နောက်ပြီးဦးဇင်းကတစ်ခါပြန်ခေါ်မှာပေါ့လေအဲ့ဒါကိုပြောတာဟုတ်လို့ပြောတယ်ဒီလိုပဲငါတိတင်းနဲ့တောင်းနဲ့ထုံတယ်ကျင်းနဲ့ကဲအတန်ကြားလာပြီအဲ့ဒါလေးနာရင်လည်းချက်ဘကိုကမ္မထာကိုရှုနေတော့ဒီကအတန်လေးကိုနားထောင်အလေနဲ့အဆုံးနဲ့ဒီဝေဒနာတစ်လုံးနဲ့သိပြီကြားလာအဲ့ဒီအဆုံးသိရမှာပါလားလို့ဒီဒုက္ခဟာ
ဆုံးသွားလို့ရှိရင်စိတ်ကလေးကတည်ငြိမ်ပြီးတော့ငါခဏသိကြည့်တာပါလားလို့သိလိုက်အဲ့ဒီတော့သဘောပေါက်ပါလိမ့်မယ်အဲ့ဒီတော့ဝေဒနာတစ်ခုဖြစ်လာလို့ရှိရင်လည်းမပြင်လိုက်ပါနဲ့တထိုင်နဲ့အပယ်လေးပါလွတ်အောင်လို့စိတ်ကလေးတွေတင်ပြီးတော့ပြင်ပေးနေတာအဲ့တော့ဘုရားကဟောဒါဖတ်တဲ့ဦးကြောင့်ဆရာတော်ဘုရားရဲ့အတ္တပဲတင်းနာကိုဝေဒနာသာသိလိုက်တင်းတယ်လို့သင်ညာမပေးနဲ့တောင်းလာရင်တောင်းတယ်လို့များသင်ညာမပေးနဲ့ဖြစ်တယ်ပြက်တယ်လို့လည်းသင်ညာမပေးနဲ့တခုတည်းတည်တလုံးနဲ့တည်ဝေဒနာသင်ညာလွတ်ပြီးဝေဒနာပညာဖြစ်အောင်ချက်နဲ့သွားမယ်ချက်နဲ့ဘာကြောင့်လဲတဲ့ဝေဒနာကိုဥပါဒံလွတ်သွားအောင်ဥပါဒံနဲ့ခန္ဓာချုပ်သွားအောင်ဝိဇ္ဇာခန္ဓာကြအောင်အဝိဇ္ဇာခန္ဓာ၅ပါးချုပ်သွားအောင်ဘာကြောင့်လဲတဲ့အရိယသူတော်ကောင်းများသောတာပတ္တိမက်ကဘာနဲ့သတ်လိုက်ကြလဲတဲ့ပြစ္ဆုတ်ပံတင်းနေတောင်းနေထုံနေကျင်းနေအောက်နေဆိုတဲ့စိတ်ဓာတ်သင်္ခါရတွေဖြစ်နေတဲ့ဥစ္စာဘာသွားသိလိုက်တဲ့ဝေဒနာခန္ဓာဝေဒနာတစ်လုံးနဲ့သိတာအဲ့ဒါ message ပဲအဲ့တော့တစ်လုံးနဲ့အသိခိုင်းတာတင်းတယ်လို့ဆိုရင်တင်းတာကြီးများသွားမရှုလိုက်နဲ့အဲ့ဒါကခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ပူရင်ခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ခွေးတွေလည်းမင်းနဲ့ရှုလိုက်ရင်ပူတယ်ပြေးတာပဲမပြောတတ်လို့စကားဝေဒနာသိတာမဟုတ်ဘူးတကယ်ရှိတဲ့တရားဝေဒနာခန္ဓာကိုသိတာမဟုတ်ဘူးခလေးလေးလည်းသိတယ်တင်းတာလည်းခလေးလေးလည်းသိတယ်တောင်းတာလည်းခလေးလေးလည်းသိတယ်ထုံတာလည်းခလေးလည်းသိတယ်ပူတာလည်းသိတယ်အေးတာလည်းသိတယ်လှုပ်တာလည်းသိတယ်ကြက်တာလည်းသိတယ်ပူတာလည်းသိတယ်ငြိမ်းနေတာလည်းသိတယ်ဒါခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ဒီအစီမျိုးသိရမယ်တရားတွေမဟုတ်ဘူးဘယ်အသိသိရမလဲတဲ့ရှိတဲ့တရားကပြစ္ဆုတ်ပါမြင်တာကပါလဲယူပက်ခန္ဓာအတုပတရားကြီးအယုစုကြီးဒါကြီးကအဗျာကတာယုတ်ကြီးဒီပေါ်ဥသိနေတာကဓာတ်ကြီးလေးပါရုပ်ဝေဒနာတွေဖြစ်လာမှသင်ညာကပေးတာဝေဒနာဖြစ်လာတော့ဝေဒနာခန္ဓာကိုသာသိဒါဝေဒနာခန္ဓာဆိုတာခန္ဓာတွေကပေါ်လာတာဝေဒနာခန္ဓာပါလားဝေဒနာသာရှိပါလားတင်းနေတောင်းနေထုံနေဆိုတာကစိတ်ဓာတ်သင်္ခါရတွေပဲစေတသိက်တွေပါလားအဲ့တော့နာဖြစ်ပြချုပ်သွားအောင်စိတ်ဓာတ်သင်္ခါရချုပ်သွားအောင်ဝေဒနာတဏမကူအောင်ဝေဒနာတင်တဏလွတ်နေအောင်ဥပါဒခန္ဓာ၅ပါးချုပ်နေအောင်ဝေဒနာပေါ်လာလို့တင်းတာတောင်းတာထုံတာမသိပဲနဲ့တင်းတာကိုဝေဒနာသာတစ်လုံးနဲ့သိလိုက်အဲ့ဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ဒကမာကြီးတွေအသေးတက်ပြီသေချိုးလက်နတ်တယ်ရှင်ချိုးလက်နတ်တယ်နားတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်ပူတယ်အေးတယ်ဆိုလို့ရှိရင်လေးပဲထောက်ပြီးတော့မိုးကြောခိုင်းတော့ရေထဲလည်းဖင်လျှော့ဆင်းတော့ငရဲတွေလည်းခံရော့ဒီလိုသေမာဆိုလို့စိတ်ကလေးတွေငွေကုန်ကြီးကြခံပြီးပင့်တဲ့ပုဂ္ဂိုလ်လာပင့်လို့ဥပဇင်းတို့ကနေပြီးအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးတွေပြောင်းပေးတာလုံရင်လုံကြမလုံလို့ရှိရင်ကိုလန့်ကိုသွားအောင်မယ်လူသေးလို့လူမဖြစ်ဘူးအဲ့ဒါကြောင့်မလို့စိတ်ကလေးတွေပြန်ပေးတာမနေ့ကတော့ညစ်နဲ့တော့ပြန်သွားလို့ဒီနေ့တော့ကဲသဘောလေးကိုတင်ပြပြီးတော့အလုတ်တရားပေးတယ်အဲ့တော့အလုတ်တရားကြမှာအသားပါအသေးတတ်မယ်အဲ့တော့စားကြည့်မှသိလိမ့်မယ်ဒုက္ခအမှန်မြင်လို့ရှိရင်ဒုက္ခတွေ့လိမ့်ဘုရားကဟောထားတဲ့သတိပဋ္ဌာန်တရား၄ပါးရှိကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်နဲ့ကနဥစိတ်ကလေးဟာနာသီဝါတကားကနေပြီးတော့တွန်းတဲ့သဘောလေးသိလိုက်တယ်ကံတဲ့သဘောလေးသိလိုက်တယ်တွန်းနာလေးသိလိုက်တယ်ကံနာလေးသိလိုက်တာကနာငလေးအပြင်မဲ့မထွက်အောင်လို့စိတ်ကလေးငြိမ်အောင်လို့ပဋိက္ခာယူလိုက်တာအသေးတတ်ဖို့ဟာကိုဒီနံလေးကိုလွတ်ပြီးတော့တခါတည်းကိုထားလိုက်တဲ့ဥစ္စာမြင်လိုက်တဲ့ဥစ္စာထွက်တာထွက်သွားရသွားတော်ရောက်တောင်ရောက်ပကိုးရောက်တရင်ရောက်အကုန်ရောက်နေတဲ့စိတ်ရိုင်းစိတ်ယုံမှာကိုအဲ့ဒီအာနာပါနသတိနဲ့ယူပြီးတော့သတိဖားလိုက်တာနံလေးငြိမ်သွားအောင်လို့နောက်ကြတော့ဒီနံလေးထွက်မပြေးနိုင်အောင်ဝေဒနာနဲ့ဖားယူမပြေးနိုင်ဘူးနံဝိရောဝေဒနာတတိဝေဒနာနုပဒနာဖြစ်အောင်လို့တခါတည်းဝေဒနာပေါ်တဲ့စိတ်ကလေးတည်ငြိမ်အောင်လို့တခါတည်းအစနဲ့အလယ်နဲ့အဆုံးနဲ့ဆုံးအောင်လိုက်ကြည့်ခိုင်းတာတထိုင်နဲ့အပေလေးပါလွတ်အောင်လို့ဒီဝေဒနာမှတိုက်ထားတဲ့ပုံကိုမဟုတ်လို့ရှိရင်သက်တော့သက်သာလေးနဲ့နေမဲ့ပုံကိုဆိုလို့ရှိရင်သေဂာနိစေစေကြရင်နားလိုက်တာကြိုက်လိုက်တာခွေးဖြစ်မဲ့လူရဲ့ဝက်ဖြစ်မဲ့လူရဲ့ရေထဲကရှက်တို့ဘလုတ်တို့ဖြစ်မဲ့ဟာတွေကသော160လူသေးလို့လူမဖြစ်ဘူးအဲ့ဒါကြီးဖြစ်ပါပဲနာရာကြီးသိတာကြိုက်တာကြီးသိတာထုံတာကြီးသိတာပူတာကြီးသိတာခလေးလေးလည်းသိတယ်ခွေးလည်းသိတယ်ဝက်လည်းသိတယ်ပူတာကြိုက်တာထုံတာတွေမပြောတတ်လို့ဒီအစီမျိုးမဟုတ်ဘူးသိရမှာကဘာလဲတဲ့ဝိဇ္ဇာပညာဉာဏ်ပညာသိရမယ်ဘုရားကဟောထားတယ်
အမြင်မှန်သိရမယ်တဲ့ခန္ဓာ၅ပါးဟာဘာရှိမြင်နေတာကယူပက်ခန္ဓာအသုဘတရားကြီးအယုစုကြီးမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်ဘူးမြင်နေတာဒါကြပုတ်ရမယ်တရားဒီပေါ်မှာဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဏရဲ့နာမ်ခန္ဓာလေးပါဥသိနေသေးလို့ဒါကြမပုတ်သေးတာဝေဒနာလည်းမရှိဘူးသင်ညာလည်းမရှိဘူးသင်္ခါရလည်းမရှိဘူးဝိညာဏခံစားမှုနာလည်းမရှိတော့ဘူးဆိုရင်3ရက်လောက်ကြာပြီဆိုမဲပုတ်ပြီးသွေးပုတ်ပြေပုတ်တွေကြာပြီးတော့မီးရှို့ရတော့မယ်ခေါင်းနဲ့ထည့်ရတော့မယ်ဒီဟာကြီးကို9ပြားတော့ပေးဝယ်မဲ့လို့မရှိဘူးပုတ်ရမယ်တရားကြီးအတုပတရားကြီးအယုစုကြီးဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဏရဲ့နာခန္ဓာလေးပါဥသိနေတယ်အဲ့ဒီတော့ဒီညုပက်ခန္ဓာယုတ်တရားကြီးပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာတော့မသိရဘူးခန္ဓာ၅ပါးကိုဖခင်ကမြင်အောင်ကြည့်ခိုင်းတာခန္ဓာ၅ပါးတော့မသိရဘူးဘာသွားသိလဲတဲ့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့ညောင်းနဲ့နာတယ်ကြိုက်တယ်နာတယ်ဒါသွားသိတော့လေးဘက်ထောက်ပြီးတော့ရှတ်တို့ဘလုတ်တို့ငမန်းတို့ငဆင်တို့ဖြစ်ကြတော့ပင်လေကြီးကလည်းနေတယ်အဲ့ဒါကြောင့်မလို့အသေးတက်ဖို့ဟာကမတွေလာပြီးတော့အသိပေးတာစိတ်ကလေးတွေပြောင်းပေးတာတင်းနာပေါ်လာလို့ရှိရင်တင်းတယ်လို့များမသိနဲ့ဩဒါကြက်ပြင်းနေတာကယူပက်ခန္ဓာကြီးပဲပေါင်မဲချီရယ်လို့မသိနဲ့မြင်းနေတာကယူပက်ခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဖြစ်လာမှတင်းတယ်လို့သင်ညာပေးတာကသင်ညက်ခန္ဓာတင်းတယ်လို့သင်ညာပေးလိုက်မှတင်းတာကြီးဆွဲလမ်းပြီးတော့အယူမဒိဋ္ဌိကြီးဖြစ်ပြီးတော့ဒိဋ္ဌိတဏှာယာကဖြစ်ပြီးတော့အပယ်လေးပါဒီစိတ်ကသင်ညာကလိန်လိုက်လို့သင်ညာဝိပါဒကလိန်လိုက်လို့သင်္ခါရပြုတ်ပြင်ပေးလိုက်လို့အပယ်လေးပါငါစောင့်ထိုးဆင်းရပါလားဟောဒါသိရောအဲ့တော့တရားဓမ္မများသင်ညာမပေးနဲ့ဝေဒနာတစ်ခုဖြစ်လာလို့ရှိရင်တင်းနာပေါ်လာလို့ရှိရင်ဒီဟာမြင်နေတာကဒီဟာကြီးခန္ဓာကြီးအောင်ယူပက်ခန္ဓာအတုပတရားကြီးပဲဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာပဲဝေဒနာခန္ဓာဝေဒနာသာရှိအဲ့ဒီဝေဒနာတွေသိပြီးတော့ဝေဒနာဤအစဝေဒနာဤအလေဝေဒနာဤအဆုံးသဘောလေးဆုံးအောင်တခါတည်းနဲ့လိုက်ကနဦးစိတ်ကလေးကအာနာပါနာတတိကိုတောနာလေးသိကာနာလေးသိနေတာကာယသတိပဋ္ဌာန်ကြာထိုင်မှများလာတော့အခုတရားဓမ္မများကြာထိုင်လာတဲ့အချိန်ခါဝေဒနာဖြစ်လာလိမ့်မယ်တင်းတဲ့ဝေဒနာတွေပေါ်လာလိမ့်မယ်တောင်းတဲ့ဝေဒနာတွေထုံတဲ့ဝေဒနာတွေအောင့်တဲ့ဝေဒနာတွေကြိုက်လာတဲ့ဝေဒနာတွေသင်္ကတနဲ့အသင်္ကတတရားမကြီးတွေတရားကြီးတွေသဘောပေါက်အောင်လို့ဘာလာလို့ခွဲပြတင်းတဲ့ဝေဒနာတွေတောင်းတဲ့ဝေဒနာတွေထုံတဲ့ဝေဒနာတွေကျင်းတဲ့ဝေဒနာတွေအောင့်လာတဲ့ဝေဒနာတွေကြိုက်လာတဲ့ဝေဒနာတွေကြက်လာတဲ့ဝေဒနာတွေယိုးကြလာတဲ့ဝေဒနာတွေပူလာတဲ့ဝေဒနာတွေအေးလာတဲ့ဝေဒနာတွေလှုပ်လာတဲ့ဝေဒနာတွေတွန်းတဲ့ဝေဒနာတွေအောင့်လာတဲ့ဝေဒနာတွေသင်္ခါရနဲ့သင်္ကတဓာတ်နဲ့အသင်္ကတဓာတ်စိတ်ကလေးကိုခွဲပြခြင်းလို့သဘောပေါက်လွယ်အောင်လို့သင်္ကတကဘာလဲတဲ့ဝေဒနာကတော့တင်းတာလဲဝေဒနာတောက်တာလဲဝေဒနာထုံတာလဲဝေဒနာအောင့်တာလဲဝေဒနာကြက်တာလဲဝေဒနာပူတာလဲဝေဒနာဝေဒနာကိုဒါသိရမယ်ဝေဒနာခန္ဓာတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့ဆိုတာအဲ့ဒါစိတ်ဓာတ်သင်္ခါရအဲ့ဒီစိတ်ဓာတ်သင်္ခါရတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့မသိဘဲနဲ့ဝေဒနာတစ်လုံးနဲ့သိရင်စိတ်ဓာတ်သင်္ခါရချုပ်ပြီးဝေဒနာတွေရနေပြီဝေဒနာတဏှာမကိုတော့ဘူးဝေဒနာမှာဥပါဒခန္ဓာ၅ပါးမဖြစ်တော့ဘူးအဲ့ဒါပရိစ္ဆေသမုပ္ပါရက်နေတဲ့စိတ်ဝေဒနာကိုဥပါဒခန္ဓာလွတ်တဲ့စိတ်ဝေဒနာကိုတော့ဝေဒနာမှမသိဘူးမရှိတဲ့တရားတွေသွားပြီးတော့တခါတည်းတင်လိုက်တာတောင်းလိုက်တာညောင်းလိုက်တာကဲလိုက်တာသက်ဆောင်သက်သာလေးတော့နေတော့သေတော့လေးပဲတောက်ပြီးတော့တခါတည်းရှက်တို့ဘလုတ်တို့ခရုတို့ဖြစ်ကြပြီးတော့ဝေဒနာမှမသိပဲသိတာကဘာလဲတင်းနဲ့တောက်နဲ့ထုံနဲ့ချင်းနဲ့ညောင်းလိုက်တာခြေစလုံးပဲပေါင်ပဲကိုယ်ပဲလို့ဒီလိုသိတာဒီအသိမျိုးကတော့မိစ္ဆာအသိခေါ်တယ်အဝိဇ္ဇာအသိခေါ်တယ်ပညာအသိခေါ်တယ်ဒီအသိဒီအမြင်မျိုးကလူကတိသသိမ့်စိလူတယောက်မှဖြစ်ဝေဒနာသတ်ရင်သေရင်ဒီဝေဒနာလာလိမ့်ဒီဝေဒနာကိုဝေဒနာမှသိရင်သိဝေဒနာခန္ဓာကိုသိရင်သိဝေဒနာခန္ဓာမှမသိလို့ချင်းတင်းလိုက်တာတောင်းလိုက်တာငါကိုကြီးကပူလိုက်တာငါကိုကဖောလိုက်တာငါရင်ထဲကကြက်လိုက်တာတို့ဘေးတကသုံးဖို့ဘယ်ပြန်နှပြန်လှသိရင်ဒီစိတ်နဲ့သိရင်သွားရောအပယ်လေးပါဘာကြောင့်လဲတဲ့ဝေဒနာသမာဓိမှမရှိပဲဝေဒနာသင်ညာမရှိဝေဒနာသင်ညာကြီးဝေဒနာသင်ညာလို့ပြီးဝေဒနာပညာစောလောဆရာတော်ဘုရားကြီးပြောတယ်လို့ပေါ့ဝေဒနာသင်ညာဝေဒနာပညာဝေဒနာသင်ညာကဘယ်ဟာလဲဝေဒနာသင်ညာကတင်လိုက်တာတောင်းလိုက်တာထုံလိုက်တာကျင်လိုက်တာအောင့်လိုက်တာကြိုက်လိုက်တာပူလိုက်တာအေးလိုက်တာလှုပ်လိုက်တာရွလိုက်တာယာလိုက်တာညောင်းလိုက်တာဆိုတာအဲ့ဒါဝေဒနာသင်ညာဝေဒနာသင်ညာလွတ်ပြီးတော့ဝေဒနာပညာကဘာလဲ
ဝေဒနာသင်ညာလွတ်တာကတင်းနဲ့တောက်နဲ့ထုံနဲ့ဆိုတဲ့စိတ်တွေချုပ်ပြီးတော့ဘယ်စိတ်ဖြစ်နေလဲဝေဒနာခန္ဓာဝေဒနာတစ်လုံးနဲ့သိနေတာဝေဒနာပညာဝေဒနာသင်ညာလွတ်ပြီးတော့ဝေဒနာပညာဖြစ်ပြီးအဲ့ဒါပရိစ္ဆသမုပ္ပါလွတ်မြောက်နေမက်စိတ်ကြသွားစိတ်ဓာတ်သင်္ခါရချုပ်သွားတယ်တစ်လုံးနဲ့ပြီးတာများပြီးတာမဟုတ်ဘူးချက်နဲ့ပုတ်ပြီးတာဒါတင်ညဖို့မှာအသေးတက်ဖို့ဟာကိုစိတ်ကလေးတွေအပင်မခံပြီးတော့နင်လားငါလားကိုအသိပေးနေတာတရားဓမ္မများအပင်မခံပြီးတော့ခန္ဓာကိုမငဲ့ကွက်ဖဲနဲ့တရားဓမ္မများအစင်းရဲ့အပင်မခံပြီးတော့တခါတည်းနင်လားငါလားပေးတာသရဝရိယတတိသမာဓိပညာပုံ၅ပါးလက်ကင်ထားအဲ့တော့အရေးကြီးဆုံးကအချက်ကတရားဓမ္မများဘုရားရှင်ကိုရောမြတ်ကြီးလည်းခန္ဓာ၅ပါးလှူပြီးပြီခန္ဓာ၅ပါးယုံနာတရားလှူပါ၏အယုတ်ကြည်ကြည်အရေးခန်းကတထိုင်နဲ့လှူပြီးပါပြီကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လဲခန္ဓာ၅ပါးလှူပြီးပါပြီအဲ့ဒီတော့ဒါနတွေလည်းအောင်သီလတွေလည်းရအောင်ဘာဝနာတွေလည်းရအောင်ဒါနအစသီလလည်းဘာဝနာအဆုံးနဲ့ပိုက်ဆံ၅ပြားမှမကုန်မဲနဲ့ဓမ္မဒါနဖြစ်ဖို့ခန္ဓာမငဲ့ကွယ်ဖဲနဲ့လှူလိုက်တဲ့ဒါနအဲ့ဒီဒါနဟာခန္ဓာ၅ပါးကိုအယုတ်ကြည်ကြည်အရေးခန်းလူသိရင်သိမသိတရားရဟဲ့ဒီရုပ်ဝေဒနာအစအလေအဆုံးကိုငါအတိလေးဆုံးအောင်လိုက်ကြည့်မယ်ဆိုပြီးတော့ဓမ္မဒါနနဲ့ပြုတ်လိုက်တဲ့ဒါနခန္ဓာမငဲ့ကွက်တဲ့ဒါနအဲ့ဒီဒါနကနိဗ္ဗာန်သွားလိမ့်ဒါနအစသီလအလေတဲ့ဝေဒနာသမာဓိရလာတော့ဝေဒနာပေါ်မှာစိတ်ကလေးတည်ငြိမ်ပြီးတဲ့ရုပ်ဝေဒနာပေါ်ယုံနာပေါ်မှာတည်ပြီးဆိုလို့ရှိရဲ့သီလလည်းလုံပြီးသားဖြစ်နေယုံနာတည်နေပြီလောဘဒေါသမောဟဆိုတဲ့စိတ်တွေမရှိဘူးသီလလုံနေဘာဝနာကဘယ်ဟာလဲတဲ့ပွားများတာမင်းတင်းနဲ့တောင်းနဲ့ထုံတယ်ဆိုတော့မရှိတဲ့တရားပါကွာရှိတာကမြင်နေတာကရုပ်ပဲခန္ဓာအတုပအယုစုကြီးမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်အတုပတရားကြီးဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာတွေကဝေဒနာခန္ဓာတွေပဲဝေဒနာတစ်ခုဖြစ်လာမှသင်ညာကပူတယ်ကြိုက်တယ်ထုံတယ်ဆိုတာသင်ညက်ခန္ဓာသင်ညက်ခန္ဓာကသင်ညာပေးမှဆွဲလန်းခြင်းသင်္ခါရကပြုပြင်ပေးလိုက်တာဝေဒနာကိုနာတယ်လို့သင်ညာပေးလိုက်တော့သင်္ခါရကပြုပြင်ပေးလိုက်တယ်ပြင်လိုက်တယ်လှုပ်လိုက်တယ်အဲ့ဒါသင်ညာပေးတာပြုပြင်ပေးလိုက်ပြီဟောဒုက္ခဝေဒနာမသိဘူးအစနဲ့အလယ်နဲ့အဆုံးနဲ့မသိဘူးပြုပြင်ပေးလိုက်ပြီလေသင်ညာကလိန်လိုက်ပြီလေနာတယ်ကြိုက်တယ်ညောင်းတယ်လို့သင်ညာကပေးလိုက်တာသင်္ခါရကပြုပြင်ပေးလိုက်ပါရောဗျာပြုပြင်ပေးလိုက်တော့ဒုက္ခဝေဒနာကိုအရိယကဖုံးလိုက်ပါရောဗျာဒုက္ခသစ္စာမမြင်ဘူးဗျာအသေးတတ်ဖို့ဟာလဲအစအလယ်အဆုံးကိုလည်းမလိုက်ဘူးဗျာပြင်းနေတာနဲ့အချိန်ကုန်ရောဗျာဒိဋ္ဌိပြုတ်လို့လားတဲ့သိရင်ဘလူကစမလဲဒီဝေဒနာကစမယ်ဒီဝေဒနာကစရင်နာလိုက်တာလို့ငါတော့တောင်းမှာပဲညောင်းလိုက်တာလို့ရမလားဗျာမရပါဘူးဒီဝေဒနာကဒင်းချမ်းလာလိမ့်ဒင်းချမ်းလာတော့သေခါကြီးစစ်စစ်ကြတော့ငါတတ်လိုက်လိမ့်နာလိုက်တာကြိုက်လိုက်တာတုံလိုက်တာကျင်လိုက်တာငါတော့သိရတော့မှာပဲဆိုစိတ်သာချအဲ့ဒါပဲလေအပေလေးပါအဲ့ဒါကြောင့်မလို့အပေလေးပါကြာရောက်မဲ့အကုသိုလ်စိတ်တွေဖြစ်မှာဆိုလို့ကုသိုလ်စိတ်ကာမဝဇ္ဇရကုသိုလ်စိတ်ကလေးဖြစ်အောင်ဟာဘယ်စိတ်လဲတဲ့တင်းတယ်လို့သိလိုက်လို့ချင်းအဝိဇ္ဇာစိတ်ဥပါဒံခန္ဓာ၅ပါးဖြစ်တဲ့စိတ်ဥပါဒံဖြစ်တဲ့စိတ်ဝေဒနာခန္ဓာဝေဒနာကိုသိလိုက်လို့ရှိရင်ဝိဇ္ဇာစိတ်ဥပါဒံလွတ်နေတဲ့စိတ်ဝေဒနာတဏမကုတဲ့စိတ်တွေဘုရားကစိတ်ပဲဟောတယ်အဲ့တော့ဝေဒနာမှသိပါတင်းနဲ့တောင်းနဲ့ထုံတယ်လို့မသိပါဘူးအဲ့တော့အရေးကြီးဆုံးအချက်ကဘာလဲတဲ့တရားဓမ္မများသရဝရိယတတိသမာဓိပညာပုံ၅ပါးရှိသရဆိုတဲ့ဥစ္စာငါဆရာခိုင်းနိုင်လို့သရဟာသိရင်လည်းသိရောငါတထိုင်နဲ့အခုကအပေမခံပြီးတော့အသိပေးပြီးတော့သရနဲ့တင်ပြီးတော့ပေးနေတာအဲ့တော့တရားဓမ္မများကလည်းကျင့်တဲ့ပုဂ္ဂိုလ်တွေကလည်းသရရှိဖို့အရေးကြီးတယ်အပေမခံပြီးတော့ဒီမဲ့စိတ်ကြီးပြင်ပေးနေတာသရဝရိယတတိသမာဓိပညာပုံ၅ပါးရှိပုံ၅ပါးဆိုတာဘယ်ဟာလဲတဲ့သရဆိုတာဘယ်ဟာလဲတဲ့ငါဆရာခိုင်းနိုင်လို့ငါဖျားတဲ့ခန္ဓာ၅ပါးလှူပြီးပြီကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးလှူပြီးပြီသေခြင်းလည်းသေရောအခုတထိုင်မှာရုပ်ဝေဒနာမကုံမချင်းအစနဲ့အလယ်နဲ့မဆုံးမချင်းငါမထတော့ဘူးဆိုတာအဲ့ဒါသရပဲသေခြင်းလည်းသေရောဒီအချိန်ခါမှာသနတ်နဲ့ပြည့်တယ်ငါမထဘူးကင်းကြိုက်လည်းငါမထဘူးသေခြင်းလည်းသေရောဆိုတာအဲ့ဒါသရစိတ်ပဲသေခြင်းလည်းသေရောအယုတ်ကြည်ကြည်အေးခန်းလူသေရင်သေမသေတရားရဆရာခိုင်းလိုက်လို့မယ်ဆိုတာအဲ့ဒါသရစိတ်ပဲအဲ့ဒါသရဝရိယတဲ့နံလေးအပြင်ဘက်ထွက်မှာဆိုလို့နံလေးအပြင်ဘက်ထွက်မှာဆိုလို့တခါတည်းကိုတောင်တွေးအတိတ်ကိုလည်းတွေးလိုက်မယ်မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမျောလိုက်လိမ့်မယ်ပြစ္ဆုတ်ပံတဲ့တယ်လေးနေအောင်လို့ဝရိယနဲ့နံလေးကိုထိမ့်သိမ့်ဆောက်ရှောက်
နံလေးအတိတ်အနာကတွေးလိုက်မယ်စိတ်ဖြစ်မှာဆိုလို့ဝရိယနဲ့မဲမတွေးနဲ့ဆိုတာနံလေးကိုထိမ့်သိမ့်စောက်ရှောက်တာအဲ့ဒါဝရိယစိတ်သတိတဲ့သရာယဝရိယယသတိဆိုတာဘယ်ဟာလဲတဲ့ဘယ်စိတ်လဲတဲ့အကုသိုလ်စိတ်ဖြစ်သွားမှာဆိုလို့ဝေဒနာတစ်ခုပေါ်လာတယ်တင်းတာပေါ်လာမယ်တင်းတယ်လို့သိလိုက်မှာဆိုလို့တောင်းတာပေါ်လာရင်တောင်းတယ်လို့သိလိုက်မှာဆိုလို့ကြိုက်တာပေါ်လာရင်ကြိုက်တယ်လို့သိလိုက်မှာဆိုလို့ထုံတာပေါ်လာရင်ထုံတယ်လို့သိလိုက်မှာဆိုလို့ကြက်တာပေါ်လာရင်ကြက်တယ်လို့သိလိုက်မှာဆိုလို့ပူတာပေါ်လာရင်ပူတယ်လို့သိလိုက်မှာဆိုလို့ယိုကြလာရင်ယိုကြလာတယ်လို့သိလိုက်မှာဆိုလို့အေးတာပေါ်ရင်အေးတယ်လို့သိလိုက်အဲ့ဒီစိတ်ကိုအကုသိုလ်စိတ်ကိုဝိပဿနာပညာမဲ့ပညာနဲ့နေပြီးတော့တခါတည်းအကုသိုလ်စိတ်ကနေပြီးဒီကလေးကိုတင်လိုက်အကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုဝေဒနာပေါ်တင်လိုက်အဲ့ဒါပါလေသတိသရာရဲ့ဝရိယရဲ့တတိရဲ့စာတွေကဘုံ၅ပါးတော့မသိပါဘူးအကျင့်တွေကစိတ်တွေတော့အကုန်သိရအဲ့တော့စာစိတ်ကိုတော့မသိဘူးအဲ့တော့သရာဆိုတာပဲစိတ်လေစိတ်အလုပ်ဝိပဿနာတရားဆိုတာစိတ်အလုပ်အဲ့တော့သရာဆိုတာပဲစိတ်လေအယုတ်ချီဤခါသိခြင်းနဲ့သိရောငါမမဟုတ်ပဲဝေဒနာငါလားမြင်တာကတော့ယူပက်ခန္ဓာအယုစုကြီးအပြာကတာယုတ်ကြီးဒီယုတ်ကြီးကဘာမှသိတတ်တဲ့တရားမရှိဘူးဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဖြစ်လာမှသင်ညာကပေးတယ်လိန်လိုက်တယ်သင်ညာဝိပါဒတာကလိန်လိုက်တယ်တင်းတာပါကွာတောက်တာပါကွာထုံတာပါကွာဆိုတာအဝိဇ္ဇာသင်ညာကလိန်လိုက်အဲ့တော့အဝိဇ္ဇာသင်ညာမပေးပဲနဲ့ဝိဇ္ဇာသင်ညာပေးပါပညာတ္တမှန်ပါပညာတ္တမှန်မှပရမသဘောပေါက်ပညာတ္တလွဲလိုက်လို့ရှိရင်တင်းနေတောက်နေလို့သင်ညာအဝိဇ္ဇာသင်ညာပညာတ္တမှားသွားပြီဆိုရင်အဝိဇ္ဇာသင်ညာလိန်လိုက်ပြီဆိုအဝိဇ္ဇာအသိပဲသိဝိဇ္ဇာသင်ညာပေးလိုက်လို့ရှိရင်ဝိဇ္ဇာညာရတယ်အဲ့တော့ပညာတ္တမှန်မှပရမပေါက်ပညာတ္တလွဲသွားရင်ပရမပါလွဲအဲ့တော့ပညာတ္တကဘာလဲတဲ့ဘုရားကဟောထားတာခန္ဓာ၅ပါးသရာဝရိယတတိသမာဓိပညာပုံ၅ပါးရှိဘယ်လိုပုံ၅ပါးလဲတဲ့တတိဆိုတာကအကုသိုလ်စိတ်ဖြစ်မှာဆိုလို့ဓာတ်ကြီးလေးပါပေါ်လာတယ်တင်းတဲ့ဝေဒနာကြီးပေါ်လာတယ်တင်းတယ်လို့မသိပဲနဲ့အော်မြင်တာကတော့ယူပဲခန္ဓာတတိနဲ့ပြောင်းနေတာအကုသိုလ်ကနေပြီးကုသိုလ်ကာမဝဆရကုသိုလ်စိတ်ကလေးကိုတင်ပေးတယ်မပြုတ်ပြင်ပေးနဲ့တော့ဓမ္မကြီးတွေသဘောလေးကိုဆုံးလိုက်ကြည့်ပါမပြုတ်ပြင်ပေးနဲ့နာလို့ပြုတ်ပြင်တာသေခါနိဆက်ပြုတ်ပြင်လို့မရဘူးတထိုင်နဲ့အပေလေးပါလွတ်အောင်လို့အပင်မခံပြီးတော့ဒကာဓမ္မတွေပြမပြင်ပါနဲ့မလှုပ်ပါနဲ့သဘောလေးကိုဝေဒနာတစ်ခုဖြစ်လိုက်ပြင်းပြင်းလေးရှူသွားရှူရမှလည်းမရှက်ပါနဲ့သေတော့ရှက်လို့ဖြစ်သေးလားနှတ်တွေသွေးတွေနှတ်တွေမေးတွေပါတွေရွဲ့ပြီးတော့ဆွဲစောက်ပြီးအော့အာပြီးသေရောအဲ့ဒါတော့ရှက်မရှက်ဘူးလားတရားထိုင်တာရှက်ဖို့မလိုဘူးကြောက်ဖို့မလိုဘူးအသေးကျင့်နေတာနိဗ္ဗာန်ရဖို့မဟုတ်သေးဘူးတရားထိုင်တာကသောတာပန်ဖြစ်ဖို့မဟုတ်သေးဘူးသရဂံဖြစ်ဖို့မဟုတ်သေးဘူးအနာဂံဖြစ်ဖို့မဟုတ်သေးဘူးနိဗ္ဗာန်လိုချင်လို့မဟုတ်သေးဘူးအသေးကျင့်နေတာသေတတ်ဖို့ဟာကိုစိတ်ကလေးကိုအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုပြောင်းနေတာအကုသိုလ်နဲ့ကုသိုလ်ပြောင်းနေတဲ့စိတ်သောတာပန်ဖြစ်ဖို့သရဂံဖြစ်ဖို့အနာဂံဖြစ်ဖို့ယဟန္တာဖြစ်ဖို့မဟုတ်ဘူးအကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်နဲ့ပြောင်းတာအဲ့ဒါကြောင့်မလို့ဒကာဓမ္မတွေသရာဝရိယတတိသမာဓိပညာဘုံ၅ပါးရှိဘုံ၅ပါးရှိတယ်ဆိုတော့သရာဆိုတာအယုတ်ကြည်ကြည်ခါခါသေခြင်းနဲ့သေရောငါဆရာခိုင်းလိုက်လို့ငါတော့သူမှားတဲ့အတိုင်းဟာဖြစ်ငါလှုပ်လည်းမလှုပ်ဘူးဒီတစ်ထိုင်မှာတော့ငါသီလာလည်းလုံသွားအောင်သီလာလည်းလုံသွားအောင်သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလည်းရအောင်သေခြင်းနဲ့သေရောသူ့သဘောငါဆုံးအောင်လိုက်ကြည့်မယ်ဆိုပြီးတော့ဝေဒနာတစ်ခုပြစ်လာရင်ပြင်းပြင်းလေးရှူသွားပြင်းပြင်းလေးရှူသွားပြီဆိုရင်ဒီဝေဒနာသမာဓိမှနိုင်အဲ့တော့ဝေဒနာနာသီးပြားကိုတွန်းနေကန်နေသိနေရင်ဝေဒနာမသိဘူးဝေဒနာသိနေရင်နာသီးပြားမသိဘူးအဲ့တော့ဘာနဲ့ခူလိုက်လဲလို့ဝေဒနာသိပြင်းထန်လာတော့နာသီးပြားပြင်းပြင်းလေးရှူလိုက်တာအဲ့ဒီမှာချိန်လိုက်တာပဲဒီနာလေးကဘယ်မှမပြင်းဘူးနာသီးပြားသိလိုက်တာကဒုက္ခဝေဒနာသိလိုက်တာဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားဒါပဲရှိဒုက္ခဝေဒနာဆိုတာဓာတ်ကြီးလေးပါပေါ်လာတဲ့ဝေဒနာခံကဲဝေဒနာတက်လာပြီလားဝေဒနာပြင်းထန်လာတယ်ဆိုလို့ရှိရင်ပြင်းပြင်းလေးရှူလိုက်ပါဒါကမူလသင်္ကူကြောင့်ဆရာတော်ဘုရားကြီးရဲ့အတန်တော်ပဲအဲ့တော့နာရာပေါ်လို့ရှိရင်နာတယ်လို့မသိနဲ့ဝေဒနာလို့သိကျန်တာပေါ်လဲဝေဒနာထုံတာပေါ်လဲဝေဒနာအောင့်တာပေါ်လဲဝေဒနာကြိုက်တာပေါ်လဲဝေဒနာ
အဲ့ဒါလိုဝေဒနာတတိနဲ့ကိုယ်အခုပြစ္ဆုတ်ပန်တဲ့မှာတရားတော်များတက်နေတဲ့တတ္တပါတစ်ပါးကိုယ်ရဆုံးရအထီးကိုရှုရမယ်ဆိုတော့တဏှာရပဲရှုမယ်ဆိုတော့ကိုယ်ညမကုံမှာပေါ့နော်ဒါပေမဲ့ကိုကဘာကိုသိတာမလဲဒါကကိုယ်ကရှုရင်နောက်ဆို2နာရီရှုမယ်3နာရီ break ပေါ့နော်3နာရီ break တာပြီးရှုမယ်အဲ့ဒီဝေဒနာကိုယ်ရဆုံးရနေရာကိုတော့စိတ်တတိပဋ္ဌာန်လို့ခေါ်တယ်အဲ့ဒီမှာချမ်းသာတဲ့နေရာလေးတစ်ခုတွေးလိုက်မယ်အဲ့ဒါလို့ဓာတ်ကြီး၄ပါးကိုယ်တမတတ္တပါးကိုယ်အောင်ဆုံးအောင်ရှုပြီးရင်တော့တေချာပေါ့တရားဓမ္မများတို့အပယ်လွတ်ပြီအဲ့ဒါကြောင့်ဒါကိုကျင့်ကြံအားထုတ်ခိုင်းနေတာပဲဝတိပေါ်နိုင်နေအောင်လို့တဲ့နော်အဲ့တော့ဘာဖြစ်လဲဘုရားရှင်ဟောကြားရတဲ့တရားတွေမှာဘာဖြစ်လဲနိဗ္ဗာန်သည်လည်းရှိ၏နိဗ္ဗာန်သို့သွားရလမ်းသည်လည်းရှိ၏နိဗ္ဗာန်သို့သွားရနိဗ္ဗာန်ကိုပထမဆုံးဆရာမပါကိုယ်ပညာနဲ့ထိုးထွင်းသိတာသည်သဗ္ဗညုတရှင်ဉာဏ်တော်ရှင်ဗုဒ္ဓဘုရားရှင်ပဲဖြစ်တယ်အဲဒီဘုရားရှင်ကနေပြီးတော့သဗ္ဗညုတရှင်ဉာဏ်တော်နဲ့ထိုးထွင်းသိတဲ့အခါကျမှပြန်လဲဟောကြားဆုံးမပြီးတော့နောက်အဂတဝကမဟာတဝကမအစနောက်ပိုင်းတို့သည်တရားကိုအယနာပြီးတော့သဘောပေါက်အောင်နာပြီးမှကြံ့ကြံ့အားထုတ်လို့ရတဲ့လူတွေကြီးပဲအဲဒီမှာမိမိတို့ရတဲ့တရားကိုမိမိတို့ကနေပြီးတော့ပြန်လမ်းပြတယ်ကိုယ်အကြောင်းကိုယ်အကျိုးရှိတဲ့လူတွေပေါ့ဆိုလိုချင်တာကအရှင်သာရိပုတ္တရာဟောမှကြွမဲ့လူကအရှင်သာရိပုတ္တရာဟောမှကြွတယ်အရှင်အာနန္ဒဟောမဲ့ပုဂ္ဂိုလ်ကဟောမှကြွမဲ့ပုဂ္ဂိုလ်ကအရှင်အာနန္ဒဟောမှကြွတယ်အရှင်သာရိပုတ္တရာဟောလို့မကြွဘူးသူ့အကြောင်းသူ့အကျိုးနဲ့ဆက်ဆက်လာကြတာအခုကြတော့ဘာဖြစ်လဲဦးဇင်းတို့ကအဖတဲ့အခုကျောင်းဆရာတော်ဘုရားဥက္ကဋ္ဌဟောမှကြွတဲ့လူတွေဟုတ်လားအဲ့ဒီမှာတဆင်ဦးဇင်းလေးရဘာဖြစ်လဲအဖတဲ့ဟူကျောင်းကိုမြင်လို့ကျောင်းဆရာတော်ကြီးကိုမြင်ပြီဘာလို့မြင်တာလဲကာမျက်စိနဲ့မြင်တာမဟုတ်ဘူးဉာဏ်မျက်စိနဲ့မြင်တယ်ဉာဏတတနာအရိယသစ္စာနာအရိယသစ္စာတွေကိုဉာဏနဲ့တတနာရှုမြင်နိုင်ပြီအမြင်နာမပညာနဲ့တကွာသိပြီအခါကျတော့ပါဠိအခရာတရဏနဲ့တွဲပြီးတော့ဒီတရားဆက်ကိုပြန်လည်ပြတာပဲဟုတ်ပြီနော်ဒီတရားဒီစစ်မှန်တဲ့တရားဖြစ်တဲ့ဒီလိုကျင့်ရမယ်အနတ္တလက္ခဏာ10ပါးဘုရားရှင်အစဉ်ဆက်သုံးခဲ့တာဒီတရားပဲအတိတ်ဘုရားအဆုစုကလည်းတတိပဌာန်တရား4ပါးအနတ္တလက္ခဏာ10ပါးဒီတရားပဲဟောခဲ့တာပြစ္ဆုတ်ပန်တဲ့ကဂေါရမမြတ်စွာဘုရားရှင်ဒီလည်းတတိပဌာန်တရား4ပါးအနတ္တလက္ခဏာ10ပါးပဲဟောခဲ့တာအနာဂတ်ကာလမှာပွင့်မဲ့အရိမတယမြတ်စွာဘုရားသည်လည်းဒီပိဋကသုံးပုံနဲ့ဒီတတိပဌာန်တရား4ပါးနဲ့အနတ္တလက္ခဏာ10ပါးပဲဟောမှာဒါကြောင့်ပြစ္ဆုတ်ပန်တဲ့မှာရှိနေတဲ့ဘုရားမှာပဲသာအစစ်သမီးအစစ်ဖြစ်အောင်လို့ကိုကအနိစ္စသောအတိတလုံးပထမသစ္စာ4ပါးကိုရအောင်ကျင့်ရမယ်သောတာပန်သစ္စာတစ်ပါး4ပါးအပြားကိုရအောင်ကျင့်ရမယ်မရနိုင်အောင်ဆိုဘာဖြစ်လဲအပေတကားပိတ်တာပဲဝေဒနာချုပ်အောင်ရှုတာမယ်ဒါကြောင့်ကိုသေလွန်တဲ့ခါကျရင်ဘာဖြစ်လဲနတ်ပြည်ရောရင်လည်းအရိယာရှိတဲ့ပုံပဲရောတာအရိယာရှိတဲ့ပုံရောနတ်ပြည်ရောတော့သောတာပန်ဖြစ်ဖို့လွယ်သွားပြီပေါ့ဒါကြောင့်ဘုရားနဲ့ကြုံတော့မှနိဗ္ဗာန်သို့လည်းရှိသည်နိဗ္ဗာန်သို့သွားရလည်းရှိသည်နိဗ္ဗာန်ကိုသွားရလမ်းကိုပြပေးလူလည်းရှိတယ်ဘယ်သူပြပေးလဲဘုရားရှင်ပြပေးခဲ့တယ်အဲဒီကနေအဆက်မြင်တဲ့လူတွေပြန်ပြတယ်နိဗ္ဗာန်သို့သွားရလမ်းဆိုတော့ဘာဖြစ်လဲတတိပဌာန်တရား4ပါးကလွယ်ပြီးနိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူး
ဒီသတိပဋ္ဌာန်တရား၄ပါးကိုအကျယ်ချဲလိုက်ရင်ဘာဖြစ်လဲအနတ္တလက္ခဏာ10ပါးရတယ်အဲ့ဒီသတိပဋ္ဌာန်တရား၄ပါးတွေကနေအခုတက္ကဓမ္မတွေကဘာကိုရှုနေလဲဝေဒနာသတိပဋ္ဌာန်ဝေဒနာအနုပဒနာကိုရှုနေတယ်လက္ခဏာအားဖြင့်ဘာလက္ခဏာလဲနာမ်တဘာဝလက္ခဏာလို့ခေါ်တယ်အဲ့တော့ပစ္စုပန်တဲထဲမှာအဲ့ဒါလို့ရှုလိုက်တော့ဘာဖြစ်လဲအင်္ဂါ၈ပါးနဲ့ပြည့်စုံတော်မူသောမဂ္ဂင်အကျင့်လမ်းပြရမှာမဟုတ်လားအင်္ဂါ၈ပါးနဲ့မပြည့်စုံရင်ဘယ်လိုဖြစ်မလဲဝိပဿနာမဖြစ်ဘူးအဲ့ဒီအင်္ဂါ၈ပါးဆိုတာဘာဖြစ်လဲတစ်ခုချင်းတစ်ခုချင်းဖြစ်နေတာမဟုတ်ဘူးတက္ကဓမ္မဗျာတစ်ချက်တည်းဖြစ်တာဝေဒနာလို့ပွားလိုက်တာနဲ့မဂ္ဂင်၈ပါးတစ်ချက်တည်းဖြစ်တယ်ဝေဒနာလို့ချုပ်တာနဲ့မဂ္ဂင်၈ပါးတစ်ထပ်တည်းပြတ်တာဘယ်လိုဖြစ်လဲဘယ်လိုပြတ်လဲပြောပြမယ်မဂ္ဂင်ဆိုတာဘာဖြစ်လဲလမ်းကြောင်းပဲနော်လမ်းကြောင်းမဂ္ဂင်၈ပါးဆိုတော့ဖြစ်လဲတမာဒိဋ္ဌိနံပါတ်1တမာဒိဋ္ဌိမှန်သောအယူနံပါတ်2တမာသင်္ကပ္ပမှန်သောအတွေ့အကြံဒီနှစ်ပါးတော့ဘာဖြစ်လဲပညာမဲ့ခင်နှစ်ပါးလို့ခေါ်တာဟုတ်လားနောက်တစ်ခါဘာဖြစ်လဲသီလမဲ့ခင်၃ပါးတမာရီမဲ့ခင်၃ပါးသီလမဲ့ခင်၃ပါးဘာဖြစ်လဲတမာရီမဲ့ခင်၃ပါးတမာဝါယမတမာတတိတမာသမာဓိဟုတ်လားဒါတမာရီမဲ့ခင်၃ပါးသီလမဲ့ခင်၃ပါးဘာဖြစ်လဲဟုတ်ပြီအင်္ဂါ၈ပါးနဲ့ပြည့်စုံတော်မူတဲ့မဲ့ခင်အကျက်လားတဘာဒိဋ္ဌိမှန်သောအယူတမာသင်္ကပ္ပမှန်သောအကြံမှန်သောအတွေ့ဒီနှစ်ပါးကိုတော့ပညာမဲ့ခင်နှစ်ပါးလို့ခေါ်တယ်နောက်သီလမဲ့ခင်၃ပါးဘာဖြစ်လဲတမာဝါစာမှန်သောအပြောတမာကမ္မတမှန်သောနေထိုင်မှုတမာအာဇီဝမှန်သောအသက်မွေးမှုနောက်တမာရိမဲ့ခင်၃ပါးတမာဝါယမတမာတတိတမာသမာဓိအဲ့ဒီမဲ့ခင်၈ပါးဆိုတော့ဘာဖြစ်လဲတစ်ခုချင်းတစ်ခုချင်းဖြစ်တာမဟုတ်ဘူးအရိယာမဲ့ခင်၈ပါးဆိုတာဘယ်လိုဖြစ်တယ်လဲဥဒ္ဒဂရမတွေမှာနားတယ်ကျင်တယ်တုံးတယ်ကြိုက်တယ်တောင်းတယ်တင်းတယ်အဲ့ဒါလေးဖြစ်လာတာမဟုတ်လားအဲ့ဒါကကြတော့အခုကိစ္စစိတ်ရတော့ဖြစ်လဲနားတယ်လို့သိတဲ့စိတ်ကျင်တယ်လို့သိတဲ့စိတ်ထုံတယ်လို့သိတဲ့စိတ်အောက်တယ်လို့သိတဲ့စိတ်ကြိုက်တယ်လို့သိတဲ့စိတ်ဒီလိုစိတ်တွေဖြစ်နေတယ်အဲ့ဒီစိတ်အကြောင်းတရားကြောင့်အပေဇာတိဒုက္ခသစ္စာကိုပရိဝေဒသောတာပန်ကြီးကမြင်တယ်မြင်တဲ့အခါကျတော့နာတဲ့စိတ်ကျင်တဲ့စိတ်ထုံတဲ့စိတ်နာတာမဟုတ်ပါဘူးကွာနာတာလဲဝေဒနာပါပဲနာယုတ်နဲ့နာနှစ်ခုပေါင်းရင်
ကျင်တာလဲဝေဒနာပါပဲထုံတာလဲဝေဒနာပါပဲနားတယ်ကျင်တယ်ထုံတယ်ကြိုက်တယ်တောက်တယ်တင်းတယ်ဆိုတော့မရှိပညာကြီးဝေဒနာကတကယ်ရှိတဲ့တရားပဲလို့ရှေ့စိတ်ကအဲ့ဒါလို့ကောင်းမွန်စွာတွေးတောကြံစည်လိုက်တာအဲ့ဒါကိုတမသင်္ကပ္ပလို့ခေါ်တာပစ္စုပန်တဲ့တဲ့မှာအဲ့လိုတွေးတောကြံစည်လိုက်ပြီးတာနဲ့ဘာဖြစ်လဲနားတယ်ပေါ်လဲဝေဒနာကျင်တာပေါ်လဲဝေဒနာထုံတာပေါ်လဲဝေဒနာကြိုက်တာပေါ်လဲဝေဒနာ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 ဆိုပြီးအခုတရားဓမ္မများတကူပွားများအားထုတ်နေတာမဟုတ်လားအဲ့ဒါကိုတမာဒိဋ္ဌိမှန်သောအယူလို့ခေါ်တာအဲ့ဒါနာတာလေးပေါ်လာတယ်ကျင်တာလေးပေါ်လာတယ်ထုံတာလေးပေါ်လာတယ်ကြိုက်တာလေးပေါ်လာတာငကိုယ်တွေကရှိနေတာမဟုတ်ဘူးလားတရားဓမ္မတွေလှုပ်ယူတာလားသူကသူအကျိုးတရားရှိနေတာမဟုတ်လားအတိတ်အကြောင်းပြစ္ဆုတ်ပံအကျိုးကြောင့်လူယုံနိုင်ရနေတယ်အဲ့ဒီလူယုံနိုင်မှာဓာတ်ကြီးလေးပါရှိနေတယ်ဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့ကနားတယ်ကျင်တယ်ထုံတယ်ကြိုက်တယ်တောက်တယ်တင်းတယ်ဆိုတော့သူကသူငကိုယ်တွေကမရှိနေဘူးလားအေးအဲ့ဒီတမာတိအကျိုးတရားအဖြစ်ငကိုယ်တွေကရှိနေတယ်နာတာပေါ်လာလို့ရှိရင်နာတာကိုအာယုံပြုတ်ပြီးတော့နာတယ်လို့မသိအောင်ပေါ်ပြတဲ့သဘောလေးကိုဉာဏ်ကလေးကရှေ့ရှုအာယုံပြုတ်လိုက်တာပြစ္ဆုတ်ပံတဲ့မှာနာတာပေါ်လို့ရှိရင်နာတာကိုစိတ်ကဉာဏ်ကလေးကမညွတ်ဘူးပေါ်ပြတဲ့သဘောလို့ဉာဏ်ကလေးကရှေ့ရှုပြီးအာယုံပြုတ်လိုက်တာအဲ့ဒါကိုတမာဝါယမလို့ခေါ်တာရှေ့ရှုအာယုံပြုတ်ပြီးတော့နဲ့တရားဓမ္မကဘလို့ပွားနေလဲဓာတ်သဘော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 လို့ပွားနေတာမဟုတ်လားအဲ့ဒီဓာတ်သဘောဆိုတော့ဘာဖြစ်လဲဝေဒနာတတိပဋ္ဌာန်ဟုတ်လားတမဝါယမတမတတိဓာတ်သဘောလို့ပွားလိုက်တာတတိပဋ္ဌာန်၄ပါးဘက်ကကြည့်ရဲ့ဝေဒနာတတိပဋ္ဌာန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝေဒနာတတိပဋ္ဌာန်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဓာတ်သဘောလို့ပွားလိုက်တာကိုတမတတိလို့ခေါ်တာဟာရှိကနဥနာရာပေါ်တော့ဉာဏ်ကလေးကနေပြီးပေါ်ပြတဲ့သဘောလေးကိုဉာဏ်ကလေးကရှေ့ရှုအာယုံပြုလိုက်တာတမဝါယမဓာတ်သဘောလို့ပွားလိုက်တာကတမတတိအဲ့ဒါကကြတော့နာရာပေါ်လဲဓာတ်သဘောကျင်နာပေါ်လဲဓာတ်သဘောထုံနာပေါ်လဲဓာတ်သဘောအောက်တာပေါ်လဲဓာတ်သဘောကြိုက်တာပေါ်လဲဓာတ်သဘောဘာပဲပေါ်တရားဓမ္မများရဲ့စိတ်မှာဓာတ်သဘောတို့တစ်လုံးနဲ့တည်ကြည်နေတာမဟုတ်လားအဲ့ဒါကိုတမာတိလို့ခေါ်တာအဲ့ဒါကကြောင့်နာရာလေးပေါ်ပြတဲ့သဘောတွေပါပြတမာသင်္ကပ္ပတမာဒိဋ္ဌိနာရာလေးပေါ်ပြလိုက်တဲ့အချိန်မှာနာရာသည်မရှိပညာပေါ်ပြတဲ့သဘောသည်ဝေဒနာဆိုတော့တမသင်္ကပ္ပနဲ့တမာဒိဋ္ဌိနဲ့ဖြစ်ပြီးအဲ့ဒါကိုအဲ့လိုတမာသင်္ကပ္ပနဲ့တမာဒိဋ္ဌိဖြစ်ဖို့ဘာဖြစ်လဲတမာဝါယမတမာတတိတမာတိကတည်ကြည်နေတယ်မဟုတ်လားအဲ့ဒါကြောင့်တမာတိမဲ့ခင်၃ပါးနေပြီးပညာမဲ့ခင်အပေါင်းတမာတိမဲ့ခင်၃ပါးအပေါင်းအစုကပညာမဲ့ခင်၂ပါးအပေါင်းအစုကိုပွားများအားထုတ်လိုက်တဲ့ဝေဒနာနာတာလဲဝေဒနာကျင်တာလဲဝေဒနာထုံတာလဲဝေဒနာအောက်တာလဲဝေဒနာကြိုက်တာလဲဝေဒနာလို့တမာတိကပွားများအားထုတ်လိုက်တဲ့အကြောင်းကြောင့်သီလမဲ့ခင်၃ပါးသည်အလိုအကျိုးတရားရတာအဲ့ဒီသီလကတမင်လုပ်ပြီးတော့ဘာနာတိဘာတာဝေရလိသိက္ခာဝရတမာရိယာမိဆိုပြီးတောင်းယူတဲ့သီလမဟုတ်ဘူးသူကတမာရိမဲ့ခင်တမာဝါယမတမာတတိတမာတိမဲ့ခင်၃ပါးနေပြီးတော့တမာသင်္ကပ္ပနဲ့တမာဒိဋ္ဌိဆိုတဲ့ဝေဒနာကိုပွားများလိုက်တဲ့အကြောင်းကြောင့်သီလမဲ့ခင်၃ပါးအကျိုးတရားသက်ကြီးရတာဘယ်လိုရတယ်လဲကဲဒကာမများကနာတာပေါ်လဲဝေဒနာကျင်နာပေါ်လဲဝေဒနာထုံနာပေါ်လဲဝေဒနာကြိုက်တာပေါ်လဲဝေဒနာစိတ်ကပြောနေတာမဟုတ်လားတမဝါစာကောင်းသောစကားကိုဆိုတာမှန်သောစကားကိုဆိုနေတာမဟုတ်လားနားတယ်ကျင်တယ်ထုံတယ်ကြိုက်တယ်ဆိုမှားသောစကားမိစ္ဆာဒိဋ္ဌိစကားဝေဒနာဆိုတမာဒိဋ္ဌိစကားတမဝါစာတမကမ္မတဆိုတာကောင်းမွန်စွာနေတာ
ကံမကံကောင်းတဲ့ကံကိုဖြစ်စေတာဘယ်လိုဖြစ်လဲဝေဒနာလို့သိလိုက်တာကစေတနာဝေဒနာလို့မှတ်လိုက်တာတင်ညာဝေဒနာကိုခံစားနေရတာကဝေဒနာနိယာမိတာဥပက္ခဝေဒနာဝေဒနာကိုကန့်ညိနေတာတဏှာဝေဒနာဆိုတာဘာဖြစ်လဲမဂ္ဂသစ္စာအမောဟအကြောင်းအလောဘအဒေါသအကျိုးဆိုတဲ့တိဟိကိုကန့်ညိနေတာအဲ့တော့တိဟိကိုကန့်ညိတယ်ဆိုတော့အကုသိုလ်မြုံပုံမထင်ဘူးဆိုတော့တရားဓမ္မပြောကောင်းမွန်စွာနေတာလားကောင်းမွန်စွာမနေဘူးလားအဲ့ဒီဝေဒနာဆိုတဲ့ဒီကုသိုလ်ဟိတ်၃ပါးလုံးတပြိုင်တည်းဖြစ်နေတာဒါကြောင့်ကောင်းမွန်စွာကောင်းသောကံကိုပြုနေတယ်လို့ခေါ်တာလောကီကုသိုလ်စိတ်တော့မဟုတ်ဘူးလောကုတ္တရာမဟာကုသိုလ်စိတ်လို့ခေါ်တာအဲ့ဒါအဲ့ဒီမျိုးကုသိုလ်ဟိတ်၃ပါးလုံးတပြိုင်တည်းဖြစ်နေတဲ့တိဟိတ်စိတ်ဖြစ်နေတာကိုပဲတမာကမ္မတလို့ခေါ်တာအဲ့ဒီကုသိုလ်ဟိတ်၃ပါးကိုဆွဲလာပြီးတော့ဥပါဒံကဘာလို့လိုက်ပြီလဲနဇာတိကအဖြစ်ပြုပြင်လိုက်ပြီနာဤအာယုံကြောင့်ဖြစ်နေတဲ့ပစ္စုပ္ပန်ဥပါဒခန္ဓာမှာ၅ပါးဘာဖြစ်လဲနဇာတိကံဖြစ်ပြုပြင်လိုက်ပြီနဥပါဒခန္ဓာဖြစ်နေပြီဥပါဒအကျိုးအကြောင်းပြန်တော့ကာမဘဝအကျိုးကာမဘဝဘာကိုလက်ခံတာလဲနပရိသေဝိညာဉ်လေးကိုလက်ခံတာအဲ့ဒီချိန်မှာပစ္စုပ္ပန်ရတာတဲ့ယုံနာနှစ်ပါးချုပ်သေးလို့ရှိရင်အနာဂတ်ကာလမှာနတ်ဖြစ်မှာမဟုတ်ဘူးလားဒါကိုတမ္မာအာဇီဝလို့ခေါ်တာဇီဝဆိုတာမျိုးစည်းဘာလို့တမ္မာအာဇီဝလို့ခေါ်တယ်လူတွေပိဋ္ဌာတွေမဖြစ်တော့ငရဲတွေမဖြစ်တော့တရိစ္ဆာန်တွေမဖြစ်တော့အတူတကယ်မဖြစ်တော့အပယ်လေးပါးမကြတော့ဘူးလူဘဝနေပြီးတာလွန်တဲ့နတ်ပြည်ကိုရောက်တယ်ဒါကြောင့်တမ္မာအာဇီဝလို့ခေါ်တာမှန်သောအသက်မွေးမှုအဲ့ဒါဒီတလုံးနဲ့ဘယ်ဟာနဲ့တပြည့်စုံနေတာလဲနာတာလဲဝေဒနာကျင်တာလဲဝေဒနာထုံတာလဲဝေဒနာဝေဒနာဆိုတဲ့မဂ္ဂသစ္စာတလုံးတည်းကြောင့်အဲ့ဒီအင်္ဂါ၈ပါးလုံးကတစ်ထပ်တည်းဖြစ်ပြီးတစ်ထပ်တည်းပြတ်သွားတာဝေဒနာလို့ပေါ်လိုက်တာနဲ့မဂ္ဂ၈ပါးလုံးတစ်ထပ်တည်းဖြစ်တဲ့ဝေဒနာလည်းပြတ်လဲဝေဒနာစိတ်လည်းဆုံးပြတ်တာနဲ့မဂ္ဂ၈ပါးလုံးလည်းတစ်ထပ်တည်းပြတ်သွားတာအဲ့ဒီခါကျတော့ဝေဒနာမှပွားလို့ရတဲ့ခါကျတော့ဝေဒနာလို့မပွားရင်ရမလားမရအောင်ဟုတ်လားဒါကြောင့်အင်္ဂါ၈ပါးနဲ့ပြည့်စုံတော်မူသောမဂ္ဂင်အကျင့်လန်းဆိုတာနာရာပေါ်လို့ရှိရင်လဲဝေဒနာကျင်တာပေါ်လဲဝေဒနာထုံတာပေါ်လဲဝေဒနာအောက်တာပေါ်လဲဝေဒနာအဲ့လိုရှုနဲ့အပြင်ပရိဒါမှာဆိုလဲဘယ်လိုဖြစ်မလဲဟုတ်လားမြင်လိုက်တဲ့ခါမှလည်းယောက်ျားမမြင်ယောက်ျားမသိတော့ဝေဒနာကြားလိုက်တဲ့ခါမှလည်းဘာဖြစ်လဲခွေးသားမသိဘူးကြောင်သားမသိဘူးတယ်လီဖုန်းသားမသိတော့ဝေဒနာပဲသိတော့တာနှာခေါင်းနဲ့အနံ့နဲ့ရားလိုက်တဲ့ခါကျမှလည်းမွေးတယ်မသိဘူးနာတယ်မသိတော့မွေးတာလည်းဝေဒနာနာတာလည်းဝေဒနာပဲဝေဒနာရတာယုံနဲ့ရှားကြည့်ယုံနဲ့စားတိုက်လိုက်တဲ့ခါစားလိုက်တဲ့ခါမှလည်းချိုတယ်မသိတော့ချင်တယ်မသိဘူးချိုတာလည်းဝေဒနာချင်တာလည်းဝေဒနာခါတယ်မသိဘူးဝေဒနာစက်တယ်မသိဘူးဝေဒနာငန်းတယ်မသိဘူးဝေဒနာပဲရတာရုပ်ပေါ်မှာလည်းဝေဒနာပဲသိတော့တာထိလိုက်တဲ့ခါမှာလည်းနူးညံ့တယ်မသိဘူးချမ်းသာတယ်မသိဘူးပူတယ်မသိဘူးအေးတယ်မသိတော့ဝေဒနာပဲနူးညံ့တာလည်းဝေဒနာပဲချမ်းသာတာလည်းဝေဒနာပဲဒုက္ခတွေလည်းဝေဒနာပဲဒုက္ခတွေလည်းဝေဒနာပဲဒုက္ခဆိုတော့မရှိပညာတကယ်ရှိတာဝေဒနာဟုတ်လားခန္ဓာကိုယ်ကဓာတ်ကြီး၄ပါးဖောက်ပြလဲနာတာလဲဝေဒနာကျင်တာလဲဝေဒနာထုံတာလဲဝေဒနာကြိုက်တာလဲဝေဒနာတလောကလုံးဝေဒနာဖြစ်နေတာအဲ့ဒါမဂ္ဂင်၈ပါးနဲ့ပြည့်စုံတော်မူတဲ့အကျင့်လန်းအဲ့ဒါဝေဒနာခန္ဓာကိုယ်ကနေဓာတ်ကြီး၄ပါးတစ်ပါးကုံဆုံးအောင်ရှုပြီးဘာဖြစ်မလဲအတိတတ်ပြီးအဲ့ဒီမှာတစ်ဆင့်ဘာဖြစ်လဲပထမသစ္စာ၄ပါးတရားတော်များရင်အနေမြတ်ပြီးတလောဆယ်အနေမြတ်ဖို့ခဏလေးထားကိုဝေဒနာချုပ်အောင်အရင်ရှုအပယ်လွတ်အောင်အရင်လုပ်အတိတတ်အောင်အရင်လုပ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဘယ်လိုဖြစ်မလဲတဏှာရည်လည်းထိုးပြီပေါ့နော်တ
တနာရီလည်းထိုးပါပြီဒီနေ့တော့သစ္စာအဋ္ဌပါရမီတနာရီပြည့်ပြီပေါ့နော်ဖြုတ်လိုက်ပါတရားဖြုတ်လိုက်ပါဟုတ်ပြီတရားဖြုတ်ပြီရဲ့ဘုရားရှင်ကို